အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်မိထားတာလေးကိုကျွန်တော်ကအခုဒီဗီဒီယိုဖိုင်လေးနဲ့အများသိအောင်လို့မျှဝေပေးလိုက်ပါတယ်เนาะဒီမိတ်ဆွေမိထားတာတော့989အတွဲရဲ့166အတွဲရဲ့961အတွဲရဲ့3အတွဲပါเนาะဒီနံပါတ်အတွဲလေးတွေကိုမေးပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်เนาะဒီမိတ်ဆွေကတော့ဆရာအများစုရဲ့ဗီဒီယိုဖိုင်တွေကိုကြည့်တာလည်းဖြစ်မယ်နောက်ပြီးတော့နံပါတ်အတွဲအကြောင်းတွေကိုလေ့လာတာလည်းဖြစ်မှာပေါ့เนาะဒီလိုမျိုးနံပါတ်အကြောင်းတွေစိတ်ဝင်စားတာလည်းအင်မတန်မှကိုဝမ်းတာပါတယ်เนาะဒီနံပါတ်အတွဲလေးကတော့လူတိုင်းသုံးလို့ရတဲ့နံပါတ်အတွဲလေးပါပဲเนาะအဓိကတော့961နဲ့166ကတော့လူတိုင်းသုံးလို့ရတယ်เนาะ989တခုတာလူရွေးတာပါเนาะ989ကတော့လူရွေးတယ်အလုပ်ရွေးတယ်အသက်အရွယ်ရွေးပါတယ်เนาะလူရွေးတယ်ဆိုတာကတော့ကိုယ်ပိုင်အလုပ်တွေရှိမယ်ကိုယ်ပိုင်ငွေကြေးတွေနဲ့လဲပတ်တဲ့လူလည်းဖြစ်မယ်နောက်ပြီးတော့လူအများကိုအုပ်ချုပ်ရတဲ့လူတွေလည်းဖြစ်မယ်ဆိုလို့ရှိရင်သုံးဆွဲလို့ရတဲ့နံပါတ်တွဲလေးပါပဲเนาะအသက်အရွယ်နဲ့ဆိုလို့ရှိရင်အသက်30နောက်ပိုင်းကိုသုံးလို့ရတဲ့နံပါတ်တွဲလေးပါပဲเนาะနံပါတ်မှာဆိုလို့ရှိရင်ပါဝါအားပြည့်တဲ့နံပါတ်တွဲလည်းဖြစ်တယ်အားကြီးတဲ့နံပါတ်တွဲလည်းဖြစ်တယ်နံပါတ်ဘယင်လို့တောင်တင်စားထားတဲ့နံပါတ်တွဲပါเนาะငကားနံပါတ်တွဲလို့လည်းခေါ်ပါတယ်เนาะဒီနံပါတ်တွဲကတော့ကိုယ်ပိုင်အလုပ်တွေမရှိဘူးအခုမှစပြီးတော့ပေါ့เนาะစူးစမ်းတဲ့လူတွေသူများအလုပ်တွေလုပ်တဲ့လူတွေဒီလိုမျိုးငွေကြေးကြီးမားမားနဲ့လဲပတ်တဲ့လူတွေမဟုတ်လို့ရှိရင်ဒီနံပါတ်တွဲကိုမတုံးတင်နေပါဘူးပေါ့နော်နောက်ပိုင်းကအလုပ်ကိုင်နေကြီးလာမယ်လူအများကိုအုပ်ချုပ်တယ်ငွေကြေးကြီးမားမားလဲပတ်တယ်ဆိုရင်ဒီနံပါတ်တွဲကိုတုံးလို့ရပါတယ်နော်အဲ့ဒါကြောင့်မလို့ဒီနံပါတ်တွဲဟာလူရွေးတယ်အလုပ်ရွေးတယ်အသက်အရွယ်ရွေးတယ်လို့ပြောတာပေါ့နော်နောက်ပြီးတော့ဒီ989ဆိုတဲ့နံပါတ်တွဲဟာပါဝါလဲအားပြင်းတယ်သူနဲ့တွဲဆက်တဲ့နံပါတ်တွေကလည်းအရန်ရေးကြည့်ပါတယ်နော်ကိုယ့်အကိုနံပါတ်အကြောင်းကိုနားမလည်ပဲနဲ့လည်းမကင်ဆောင်တင်ပါဘူးနော်ဒီကျန်တဲ့သူမိထားတဲ့166ရဲ့961ဆိုတဲ့နံပါတ်တွဲလေးကတော့လူတိုင်းသုံးလို့ရပါတယ်เนาะဒီနံပါတ်တွဲလေးလည်းပါဝင်မယ်ကိုနဲ့အကျိုးပေးတဲ့နံပါတ်တွဲလေးတွေကိုနေနဲ့အလောက်ကင်နေနဲ့အဆက်တဲ့နံပါတ်တွဲလေးပါဝင်မယ်ဆိုလို့ရှိရင်အကျိုးပေးကောင်းနံပါတ်တစ်ခုဖြစ်စီမှာပါเนาะဒီအောင်ဒီဗီဒီယိုဖိုင်လေးနဲ့မျှဝေပေးလိုက်ပါเนาะကဲမိတ်ဆွေများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ